အရင်ဆုံးပြောချင်တာကတော့အရင်ဆုံးကမ္ဘာပေါ်မှာလူဦးရေ 8.3 billion နဲ့မှာတဲလေးရဲ့လက်တဲကိုဖြစ်ခွင့်ရတဲ့အတွက်အရန်ပဲပျော်ရွှင်မိပါတယ်ချစ်သူတွေဖြစ်တဲ့အချိန်ကစပြီးချစ်သူရည်သားတယောက်လိုနေမကပဲအမေလိုရောအမလိုပြီးတော့ best friend တယောက်လိုရောပျော်ရွှင်ခဲ့ရတဲ့အချိန်တွေရောအဆင်မပြေရတဲ့အချိန်တွေပါဘေးနားမှာအမြဲရှိနေလို့တရေချမ်းပျော်ရွှင်ရပါတယ်ဗုဒ္ဓဘာသာရဲ့လူဖြစ်ရတဲ့ဒုက္ခဆိုလို့ရှိရင်တော့တဲလေးနဲ့တွေ့ရတဲ့ပျော်ရွှင်မှုဒုက္ခပိုးပြီးတော့ကြာအလေးတာပါတယ်ဘယ်လောက်ထိအောင်ပျော်ရွှင်လာလဲဆိုလို့ရှိရင်10 ကီလိုဂရမ်လောက်တောင်မှတက်လာဂယူးဆိုင်ပြီးတော့ချစ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ပန်းမဲခုခုလမ်းမဲခုခုတဲလေးရဲ့လက်ကလေးကိုကင်ပြီးတော့လမ်းထိပ်ကနေပြီးတော့ဒီစိုက်စည်းတီးရနေပြီးနိဗ္ဗာန်ထိအတူတူသွားခြင်းပါတယ်ပြောရရင်ကိုကအားနည်းချက်တွေနဲ့မပြည့်စုံတာတွေပြီးကြတော့ရုန်းကန်နေရတဲ့သူဆိုပေမဲ့တဲလေးအတွက်ဆိုလို့ရှိရင်တော့အားလုံးပြည့်စုံအောင်ပျော်ရွှင်အောင်အားလုံးဖြည့်ဆည်းပေးနိုင်တဲ့မင်းအတွက်ဆိုစူပါမန်တယောက်ဖြစ်အောင်ကိုကြိုးစားပေးပါမယ်လို့ကြတိအများကြီးပေးချင်ပါတယ်အားလုံးကိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကိုကတဲလီကိုချစ်ထားတဲ့ပုံပြီးကိုမို့ချစ်ပါတယ်လို့ပြောချင်ပါတယ် Love you နောက်ဖုန်းမှာတဲလေးလောက်ရတယ်မလောက်ချင်လဲထားရလိုက်ကိုရှိရဲလို့ပြောပြခဲ့တာကြီးဟာတဲတော့အားဖြစ်စေခဲ့ပေါ့နော်အဲ့ဒါလေးစစ်စစ်တမိုင်းဘွားဦးဆောင်နိုင်ပြီးတော့တဲ့ချန်နေတဲ့ဘွားတစ်ချောင်းလုံးကိုနဲ့ပဲဖြတ်တန်းသွားခြင်းနဲ့ဆိုတော့ယုံကြည်မှုတွေပေးခဲ့တဲ့အတွက်ကြောင့်မလို့ကိုဘွားလည်းဒီလိုကြည့်နေတဲ့ခြင်းနဲ့စိတ်တွေပို့ပြီးခိုင်မာလာစေရပေါ့နော်တဲ့ယုံကြည်မှုတွေမပြတ်အောင်လည်းရှေ့ဆက်ပြီးကြိုးစားပြအောင်လို့ပြောချင်ပါတယ်ပြီးတော့မင်္ဂလာဆောင်မဲလို့ဆုံးဖြတ်လိုက်တဲ့အချိန်ကနေစပြီးတော့လည်းတဲ့စိတ်ကူးအင်းနဲ့တဲ့ပြဿနာတွေကိုဘာမှမအကုန်လုံးလိုက်ရောပြီးတော့လုပ်ပြီးတဲ့အတွက်လည်းကိုကျေးဇူးတင်ပါတယ်ပြီးတော့တဲ့ဒီနေ့ဒီချိန်ကြီးစိတ်ဆိုးစိတ်ကောက်တဲ့အချိန်တိုင်းနေတိုင်းမှာလည်းရှော့ပေးပြီးတော့တဲ့ကိုချော့ခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တဲ့ကပြန်တော့မချော့တတ်ဘူးမယ်ပေါ့နော်စိတ်ကောက်တာတွေကိုတော့ရန်တက်ဖို့မရှော့ပေးပါမယ်ပေါ့နော် Yes ကိုတဲ့မှာပြီးခဲ့တဲ့နားလည်းမူလေးအကုန်လုံးလည်းတဲ့တည်ပါတယ်တဲ့အဲ့ဒါကြောင့်မို့စိတ်ကောက်တာကိုရှော့ပြပါမယ် ဆက်ကောက်ပါအဲ့ဒါပဲဆက်ချော့ပြပါဦးလို့ပြောချင်ပါတယ်တကယ်ပါနော်နည်းနည်းချင်းနဲ့ပျော်ရွှင်ရတဲ့မိသားစုဘဝကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုနဲ့အတူတူပျော်ရွှင်နေပါနော်ပျော်ရွှင်ကြရတယ်လို့တူတူညဝင်ပြီးတော့ကြာတော့နည်းနည်းချင်းအများကြီးပြောမှာပေါ့ဖြစ်ချင်တာစိတ်နဲ့ဆရာရှိတာဒီဆိုလည်းတော့တူတူတိုင်နေပြီးတော့ဖြတ်တန်းသွားချင်ပါတယ်ကိုအရင်ထပ်ပို့ပြီးတော့ညာချစ်ချစ်ပြီးပါမယ်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်တော်ရည်အများကြီးထား